အခုလက်ရှိရွှေဈေးတွေထိုးကျနေတဲ့အချိန်မှာအမြတ်ရအောင်ဘယ်လိုမျိုးရင်းနှီးမြှုပ်နှံမလဲလူအ ਨੇ စုကပဲတိတ်ပြီးတော့အသုံးပြုနေတဲ့နီလန်တစ်ခုရှိပါတယ်လူအများစုကရွှေဈေးထိုးကျနေတဲ့အချိန်မှာကြောက်ပြီးတော့ပြန်ရောင်းတက်ကြပါတယ်ဒါမှမဟုတ်ညင်နေကြတယ်ဒါပေမဲ့ပါနက်ပြီးရင်းနှီးမြှုပ်နှံတဲ့သူတွေကဒေါ်လာကုန်ကျစရိတ်ပြန်မျှခြင်းစနစ်ကိုအသုံးပြုတတ်ကြပါတယ်ဒါကဘာလဲဆိုတော့မိမိမှာရှိတဲ့ငွေအားလုံးကိုတခါတည်းပုံအောပြီးတော့မဝယ်ပဲရွှေဈေးတွေထိုးကျနေတဲ့ကာလပတ်လုံးမှာပိုင်းလိုက်အချိန်ပိုင်းအပိုင်းအခြားလိုက်ခွဲပြီးတော့ဝယ်တတ်ကြပါတယ်ဒီလိုမျိုးဝယ်စုပေးအားချင်းဖြင့်မိတ်ဆွေတို့ကရွှေကိုအနှိမ့်ဆုံးပြန်မျှဈေးနဲ့ရရှိသွားမှာဖြစ်ပြီးရွှေဈေးကပြန်တက်လာတဲ့အခါမှာသူများတွေထက်နှစ်ဆမကပို့ပြီးအမြတ်စွန်းတွေရနိုင်ခြေပို့ပြီးတော့ရှိသွားပါပြီဒီဗီဒီယိုလေးကတင်းတော့အသုံးဝင်နေဆိုရင် like and share လေးလောက်သွားပေးဖို့မမေ့နဲ့အောင်နော်မိတ်ဆွေတို့အနေနဲ့ရောအခုရွှေဈေးတွေထိုးကျနေတဲ့အချိန်မှာဝယ်မှာလားစောင့်မှာလားအောက်က comment မှာဝင်ရေးပေးခဲ့အောင်နော်ဘဟုတုတရစေမဲ့ဗီဒီယိုလေးတွေနေ့စဉ်နေ့တိုင်းတင်ပေးသွားမှာမို့ဒီ channel လေးကိုခေါင်းလောင်းလေးနှိပ်ထွားပေးဖို့မမေ့နဲ့အောင်နော်ကိုသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်ဒီဗီဒီယိုလေးရဲ့ comment အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်